ဟဲ့အောင်တာကြီးမင်းဘဲမှာတော့ဟာ အေးငါအိမ်မှာပဲကွာ ဟာငါတို့စုံနေကြနေရလာခဲ့လေကွာတနေရာသွားအောင်ငါတို့ အေးငါနေလို့မကောင်းလို့ဒီနေ့မလာတော့ဘူးကွာ ဟာတာကြီးဘလို့ဖြစ်တာတော့ဟာမနေ့ကမမင်းအကောင်းကြီးပါ အေးဟုတ်တယ်ဟာညခါမှဖြစ်သွားတာဟုတ် ဟာအေးအဲ့ဆိုလေဒါပဲမင်းကျမကြီးခူးဆိုင်အောင်တော့ငါကောင် အေး အာမဖြစ်သေးပါဘူးဒီကောင်နေမကောင်းတာငါဆေးလေးပါလေးမုံလေးပါလေးဝယ်ပြီးတော့မေးအောင်ပါတာကြီးဟာဟိုကောင်အတန်ကြားတယ်ဘလို့ရောက်လာတော့ဟာတာကြီးမင်းစောင်းချုံကြီးနဲ့ကွာအတော်ဖြစ်နေလားငါဒီမှာဆေးဝယ်လာပြီးတယ် အေးဟုတ်တယ်အေး ဒီဆေးတော့လောင်တော်တော်ဖျားနေလားငါကိုစန့်ကြည့်အောင် ဟာရတယ်လို့ ဘာရမှာတော့တကြွနဲ့ဘာဒီတော့ဟာဟဲ့ငါတော့မင်းအဟုတ်မလို့ဆေးတောင်ဝဲလာတာကွာမင်းကတကယ်တော့အိမ်မှာမုတ်ခုစားနေလို့ငါစီမလာတာကိုကွာရောမင်းလည်းစားပါဦးရော